တရင်ကောင်းလာပါပြီကြားချင်နေတဲ့တရင်ပဲအဲ့ဒါကဘာလဲဆိုတော့အထွေထွေထိုးစစ်ကြီးတရက်ကိုဆင်နွှဲဖို့မဟာမိတ်တွေနဲ့အားလုံးပူးပေါင်းပြင်ဆင်နေပြီဆိုတော့ NUG ဘက်ကထောက်ပြလိုက်တဲ့တရင်ပဲဖြစ်တယ်နော် NUG ရဲ့တွားနေတဲ့ခြေလမ်းကကျွန်တော်တို့တွေစိတ်တိုင်းမကြရင်မကြနိုင်ဘူးဒါပေမဲ့အခုချိန်ကြီးခြေလမ်းမလွယ်သေးတာတော့လူတိုင်းကြီးလို့မရဟုတ်ပါတစ်ချိန်ကကျွန်တော်တို့တွေကပြစ်ဖြစ်ခဲ့တယ်နော်ပြစ်ပြီးတော့ပြေးရတယ်တူမီလေးရန်ကောင်းလေးနဲ့အဲ့ဒီပြစ်ပြီးပြေးတဲ့အဆင့်ကနေကျွန်တော်တို့ပြစ်ပြီးပြေးတဲ့အဆင့်ကနေတစ်ဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲစခန်းငယ်လေးတွေတိမ့်လာတယ်စခန်းငယ်လေးတိမ့်ရရင်ဟိုတိုက်ဒီတိုက်နဲ့အခုဆိုရင်ကျွန်တော်တို့စခန်းကြီးတွေမြို့တွေမှာတိမ့်တဲ့အဆင့်ဖြစ်လာဒါပေမဲ့မြို့ကြီးတွေကိုဘာကြောင့်မတိမ့်လဲအားလုံးသိတဲ့အတိုင်းမြို့တစ်မြို့ကိုတိမ့်ဖို့ဟာလွယ်တယ်အဲ့ဒီမြို့ကိုပြန်ပြီးတော့ထိန်းထားဖို့အတွက်ကကျွန်တော်အင်မတန်ခဲရပါတယ်ဘာဖြစ်လို့နံပါတ်1ဒီမြို့ကိုဝင်တိုက်ပြီးဒီမြို့ထဲမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကုန်လုံးတုတ်တင်ရှင်းဖမ်းဆီးလိုက်မယ်ဒီမြို့မှာရှိမဲ့အခြေခံအဆောက်အအုံကစပြီးပြည်သူတွေအသက်အိုးအိမ်စည်းစိမ်အားလုံးရှိမယ်အဲ့ဒီအားလုံးဟာတော်လိုင်းအင်အားစုတွေဘက်ကတော့အားလုံးသိတဲ့အတိုင်းထိမ့်သိမ်းဆောက်ရှောက်ပြီးတာစစ်ကောင်စီဘက်ကဘာလုပ်မလဲလက်နက်ကြီးနဲ့ပြစ်မယ်လေကြောင်းကနေပြစ်မယ်အဲ့ဒါဆိုရင်အဲ့ဒီမြို့ကကျင်ဖို့မယ်ဒါကြောင့်မလို့မြို့တိမ့်မဲ့အရာတွေကိုမြို့တွေကိုရှောင်နိုင်တော့ရှောင်ပြီးတော့လူတွေထူထပ်တဲ့မြို့တွေကိုရှောင်တော့ရှောင်ပြီးတော့အဓိကစစ်ကောင်စီရဲ့စခန်းတွေကိုလိုက်ပြီးတော့တိုက်ခိုက်သိမ်းပိုက်တဲ့စနစ်ကိုလုပ်နေတာဒါအားလုံးလည်းမြင်ပါလိမ့်မယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့လည်းစိတ်မရှိဘူးနော်ကျွန်တော်တို့ဆိုပြောဥပါတယ်ဝတ်တိုင်းမှာတနိုင်ငံလုံးဒီဒေခေါ်လိုက်ဝပြန်ပြစ်ဆိုလည်းပြစ်မယ်တနတ်မရှိဒါနဲ့စီဟုတ်ပဲကိုလည်းသိသိဒီပွဲနော်တခါလည်းအပြက်ဒါအဲ့စိတ်ကကျွန်တော်မြင်ဖြစ်တယ်ဟုတ်တယ်မလားပြန်မလားတကယ်အဲ့လိုမျိုးအထွေထွေဘယ်နည်းပဲတရားဝင်ကြီးညာလိုက်ထိုင်းမှာရှိတဲ့လူကြီးအနည်းဆုံးသိန်းနဲ့ချီပြန်မစင်းပြီးမနိုင်ကြိုက်တယ်လို့ပြောကျွန်တော်တို့ကကားပြီးလုပ်ပေးလိုက်လူတွေကပြက်ချင်တာဒီပွဲကိုပွဲခက်မဲ့မြန်ပြက်ဖို့အတွက်ဘာပဲလောက်ကဆိုတဲ့လူတွေအများကြီးရှိတယ်ဘာဖြစ်လို့လဲဒီတော်လိုင်းရေးရေးချင်တာကိုစိတ်မရှိတော့ဘူးအဲ့တော့တနတ်မရှိဓာတ်နဲ့ခောက်မယ်ဆိုတဲ့လူမျိုးတွေအများကြီးဒါကဟိုဟာတာရပြောတာမဟုတ်ဘူးအမင်းတို့တနတ်နဲ့ပြစ်တာဟောဓာတ်နဲ့တော့မင်းစောက်ပေါ်တွေပါကပြောရင်ပြောလိုက်ခံယူချက်တွေကတအားပြင်းထန်နေတဲ့လူတွေအများကြီးရှိတယ်ဒါကြောင့်မို့အခုတို့အထွေထွေထိုးစစ်ကြီးတရက်ဖြစ်ပေါ်လာဖို့တော့ပြည်သူတွေကအရန်ကြားခြင်းဒီလိုကြားဖို့တော့လေတိုင်းသားခေါင်းဆောင်တွေပေါ်မှာမူတည်တယ်အဓိကကျွန်တော်တို့ပြောလို့တိုင်းသားခေါင်းဆောင်တွေအနေနဲ့ကိုပြည်ကိုရွာကိုဒေတာလောက်ပဲကြည့်လို့မရအောင်ငါတို့ပြည်နဲ့လောက်ပဲမဟုတ်ကြည့်နေလို့မရဘူးဘုတို့ထုံးနေနိုင်ပြောထားတဲ့စကားလေးကိုအားလုံးမှတ်သားဖို့ချဖို့ရည်ကြီးတယ်ကျွန်တော်တို့ကနော်ဒီအာဏာရှင်ကိုတော်လှန်တဲ့နေရာမှာကိုဒေတာလောက်ပဲကြည့်ပြီးတော့ဆုံးဖြတ်လို့မရအောင်ဆိုတဲ့စကားတကယ်မှန်တယ်ဒါကြောင့်မို့လို့တိုင်းသားခေါင်းဆောင်တွေအနေနဲ့ဒီပွဲမှာအားလုံးပူးပေါင်းပေးကြပါခေါင်းဆောင်စိတ်တွေမွေးပေးကြပါအထွေထွေထိုးစစ်ကြီးမှာအဖွဲ့ပေါင်းစုံပါနိုင်မယ်ဆိုရင်ကျွန်တော်တို့ပွဲကပြတ်ကျင်းနေနော်ဒီတရင်လေးကိုကျွန်တော်ဖတ်ပြပါအောင်မယ်မြန်မာတနိုင်ငံလုံးတိုင်းတာဖြင့်အထွေထွေထိုးစစ်ကြီးတရက်ဆင်နွှဲနိုင်ဖို့အတွက်ပြင်ဆင်နေကြောင်းမြို့သားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဦးကြီးဌာနဦးရင်မွန်ကပြောတယ်၎င်းကမြို့သားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့မဟာမိတ်တော်လှန်ရေးအဖွဲ့တွေဟာဒီအထွေထွေထိုးစစ်ကြီးအတွက်ပြင်ဆင်ကြိုးပမ်းနေကြရတယ်ဆိုတာအတိပေးလိုတယ်ဟုပြောတယ်မတ်လ25ရက်နေ့ကပြုလုပ်သည့်မြို့သားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော် ARD တိုင်းစစ်ဌာနဗျူဟာ29အခြေခံစစ်ပညာအပတ်စဉ်5တင်နန်းစည်းဝေးတွင်ပြောကြားသည့်မိန့်ခွန်းတွင်အထက်ပါအတိုင်းထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့်စစ်ရေးဗျူဟာအရအဆင့်3ဆင့်ကိုဖြတ်ကျော်ရမှာဖြစ်ပြီးပထမအဆင့်အနေနဲ့တနိုင်ငံလုံးကွက်ပြည့်တနိုင်ငံလုံးကွက်ပြည့်စစ်ရေးလှုပ်ရှားနိုင်အောင်စ조사ခဲ့ကြရပြီးဒုတိယအဆင့်အနေနဲ့မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲကြရမှာဖြစ်ကြောင်းနဲ့တနိုင်ငံလုံးအထွေထွေထိုးစစ်ကြီးကတော့တတိယအဆင့်အနေနဲ့လှုပ်ဆောင်ကြရမှာဖြစ်ကြောင်းဝန်ကြီးကပြောတယ်လက်ရှိကာလဒီဒုတိယအဆင့်ဖြစ်သည့်မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေသည့်ကာလဖြစ်ပြီးတတိယအဆင့်ထွေထွေထိုးစစ်ကြီးအတွက်လည်းမဟာမိတ်များနှင့်ပြင်ဆင်ဆောင်ရွက်နေကြောင်းဥယျာဉ်မုံကဆိုသည်ထို့ပြင်တော်လှန်ရေးကာလ၄နှစ်ကျော်ကြာချိန်တွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့်အောင်ပွဲများရရှိလာနေပြီဖြစ်ကြောင်းကိုလည်းပြောသည်ယခုအခြေခံစစ်တင်တဲ့စင်ဝဲသည့် ARD တိုင်းမြို့ဝကျွန်းပေါ်ဒေသကိုအခြေပြုသည့်ရဲဘော်များဖြစ်သည့်အတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ပထမအဆင့်ဗျူဟာဖြစ်သည့်ဒေသတိုင်းမှာတပ်တိဆောက်ရေးနှင့်တပ်ဖြတ်နိုင်မှုအပေါ်ပုံမပြည့်စုံစေခဲ့ကြောင်းမြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်လက်ရှိကာလတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ဝင်ရဲဘော်အားအနေဖြင့် ARD တိုင်းစကိုင်းတိုင်းနှင့်မကွေးတိုင်းပဲခူးတိုင်းကချင်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်များတွင်တိုင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပူးပေါင်း၍စစ်ရေးဖော်ဆောင်မှုများဆောင်ရွက်လျက်ရှိကြောင်းသိရတယ်။ဒါတော့ထိုးစစ်ကြီးနဲ့ပတ်သက်လို့ဥယျာဉ်ပြောထားတဲ့ဟာနဲ့အခြားရဒီနေရာမှာတခုရှိတယ်ကျွန်တော်တော်လိုင်းဘက်ကပါဆိုတဲ့လူတွေတချို့ကလည်းအခါကျဥယျာဉ်ကိုဘာဖြစ်ညာဖြစ်ဆိုခဏပြီးပြောတာတွေရှိတယ်။ဒါဆိုရင်ကျွန်တော်တို့ပြောမယ်ဥယျာဉ်မို့ထက်ကိုကပိုလုပ်နိုင်ပြီလားအဲ့ဒါဆိုရင်တော့တရားဝင်စိတ်ခေါ်လိုက်ဟုတ်တယ်မလားတရားဝင်အကူအညီတောင်းလိုက်ပြောလိုက်ဖယ်ပေးနေရပါပြီငါလုပ်ပြမယ်ဒါပေမဲ့လုပ်မယ်ဆိုဗဒန်းနဲ့လုပ်ပြမှာအရင်ဆုံးမူဝါဒချမှတ်ပြမယ်ဘလို့ပုံစံမူဝါဒနဲ့လုပ်မယ်ဘလို့ပုံစံလုပ်မယ်ဆိုတာဟုတ်တယ်မလားအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုတော်လှန်ရေးဘက်ကဘာလို့တာပြောပြီးတော့တော်လှန်ရေးဘက်ကအချင်းချင်းတိုက်ခဲ့တဲ့လုပ်ရက်ကိုဒီအချိန်ဒီမှာလုံးဝရှောင်ချတင်ပါနော်ကိုစိတ်တိုင်းကြတော့ဘယ်အရာမှမဖြစ်ဘူးကိုတော်မှစိတ်တိုင်းကြလားလို့မှန်တယ်ပြန်ကြည့်ပြီးမေးကြည့်လိုက်ပါသူများတကာကိုစိတ်တိုင်းမကြလို့ပြောတော့မယ်ဆိုရင်ငါရောစိတ်တိုင်းကြိုက်လားဆိုတဲ့စကားလေးကိုအမြဲမေးကြည့်ပါနော်ကျွန်တော်တို့လည်းအဲ့လိုပဲကိုသုံးသက်
ဘလူတွေခါကျရင်ကိုယ့်ကိုယ်လုံးစိတ်တိုင်းမကြောက်အဲ့တော့စိတ်တိုင်းမကြတဲ့အပေါ်မှာဗဇက်ကထင်ရလျှောက်ပြောကြမယ်ဆိုကျွန်တော်တို့အတွက်အပြက်ဘက်ကိုပဲဥတီသွားပါလိမ့်မယ်နော်ဒီဒေါ်လာရေးကကျွန်တော်တို့နံပါတ်1အရေးကြီးဆုံးကစီးလုံးညီညွတ်မှုအဲ့ဒါလို့စီးလုံးညီညွတ်မှုတိစောက်နေတဲ့နေရာမှာခုနကပြောသလိုကိုတိုင်နဲ့ဘာမှမလုပ်နိုင်ဘူးလုံးနေတဲ့သူကိုအားမလို့အားမရတဲ့ဝေဖန်နေပဲတိုက်ခိုက်နေမယ်ဆိုအဲ့ဒီစီးလုံးညီညွတ်မှုကိုကျွန်တော်ဘယ်တော့မှတိစောက်နိုင်မှာမဟုတ်ဘူးတို့အထွေထွေထိုးစစ်ကြီးတရက်ခက်နေနေပေါ်လာနေအေးရခိုင်ပြည်သူတွေပြောတဲ့စကားရှိတယ်မြေကြီးပဲကြံမသေးတဲ့ဝယ်မြေကြီးပဲကြံမသေးတဲ့နော်အဲ့ဒီစကားတကယ်မှန်တယ်ကျွန်တော်တို့တွေအပေါင်းအစများနေလို့မရဘူးဒီတစ်ခါကိုကျွန်တော်တို့အနာခံလိုက်မယ်ကျွန်တော်တို့မျိုးရိုးစင်ဆက်အတာဆန်လို့ရစီရမယ်အဲ့ဒီအတွက်ရှောက်ခဲ့တဲ့လမ်းကလည်း၄နှစ်ကျော်၅နှစ်ပဲရောက်လာခဲ့ပြီတိမ့်ခဲ့တဲ့စကန်ပေါင်းတိမ့်ခဲ့တဲ့မြို့ပေါင်းတွက်ကြည့်လိုက်တမိုင်းမှာမရှိခဲ့ဘူးစစ်တပ်စတင်တည်ဆောက်တဲ့ကဒီလိုမျိုးနော်စစ်တပ်ရဲ့ကြာရှုံးမှုဆိုတာမြန်မာတမိုင်းမှာရှိခဲ့တာအဲ့ဒါပဲယဉ်ကြည့်ဒါကြောင့်မလို့ကျွန်တော်တို့တော်လှန်ရေးကမနိုင်စရာအကြောင်းမရှိဘူးနော်ကြာနေတာတစ်ခုပဲရှိတယ်ကြာနေတဲ့အပေါ်မှာထိုင်ပြီးကဲ့ရည်တဲ့ကောင်မှာအတိတရားမဲ့တဲ့စောက်ပိန်းနေရှင်းရှင်းလေးပဲနော်တက်တဲ့လောက်ပညာတွေတက်ဘွဲတွေရထားပါစေတော်လှန်ရေးကြာနေတဲ့အပေါ်မှာထိုင်ကဲ့ရည်တဲ့ကောင်ကအတိတရားမဲ့တဲ့စောက်ပိန်းတွေထမင်းအောင်ကျိုးမတန်တဲ့ကောင်မျိုးတွေအောက်တန်းစားတွေဒီတိုင်းပြည်တွေအောက်တန်းစားတွေနော်အဲ့ဒီထိုင်ကဲ့ရည်တဲ့ကောင်တွေကြီးလိုက်ဘယ်နေရာမှာလုပ်လဲထိုင်ကဲ့ရည်နေလို့ဟဲ့နိုင်ငံတော့ဘယ်နေရာမှာအကျိုးမဖြစ်ဘူးရန်သူတော့ပဲအကျိုးဖြစ်သွားမှာအဲ့တော့ကျွန်တော်တို့ကဒီကာလကထိုင်ကဲ့ရည်ပြီးတော့အချင်းချင်းတိုက်ခိုက်နေတဲ့ကာလမဟုတ်ဘူးကျွန်တော်အမြဲပြောတဲ့စကားလိုပေါ့ပင်လောက်ယွန်နေပါစေတက်ချင်လောက်မုန်းနေပါစေဒါပေမဲ့ဒီကောင်မှာတော်လန်ရေးကိုအကျိုးပြုနေတယ်ဆိုရင်သူ့တက်အန်တရသူ့လုံတုံရင်တော့ကိုယ်တော့ကာကွယ်ပေးလိုက်ပါအဲ့ဒါတော်လန်ရေးပေါ်ထားတဲ့ဂရိသစ္စာပဲလားပြီးမှတော့တော်လန်ရေးပြီးတာလက်လိအလိရမယ်ချင်းလေးပဲဒါပေမဲ့တော်လန်ရေးကာလမှာဒီကောင်ငတ်ညံတယ်ဒါပေမဲ့ဒီကောင်တော်လန်ရေးလုပ်နေတာပဲဒီကောင်တယောက်တိုက်ခိုက်မယ်ပုတ်ခတ်မယ်တတ်ချက်မယ်ဆိုတော့ကိုယ်ကာကွယ်ပေးရအဲ့ဒါဟာတော်လန်ရေးပေါ်လူတိုင်းထားရမယ်စိတ်ထားပဲဒါကြောင့်မလို့အချင်းချင်းတိုက်ခိုက်တာကိုကျွန်တော်တို့ကတော့ပုံကိုဆွဲမထားဘူးလုံးဝချုံချတယ်ဘာဖြစ်လို့လဲအေးတခုရှိတယ်နော်အခုဒီတော်လိုင်းရေးမှာအစိုးဆုံးကအဲ့ဒါမတိတော်လိုင်းဘက်အချမ်းကလိုဘာလိုလုပ်ပြီးတော့မတိပြည်သူဘက်ကပဲနာတဲ့ပုံစံမျိုးနဲ့ဟိုလူတိုက်ခိုက်လိုက်ဒီလူတိုက်ခိုက်လိုက်တူဆရာကြီးပေါ့သူများကိုစောက်ပြစ်ပြောတာဆရာမဖြစ်ဘူးနော်စောက်ပေါ်ဖြစ်တာလူဟာသူများအပြစ်ပြောတာလွယ်လေးလာကျွန်တော်တနေ့လုံးထိုင်ပြောပြမယ်အပြစ်မရှိပါဘူးဆိုတဲ့လူကိုခေါ်လာခဲ့ကျွန်တော်အချိန်မှာထားကျွန်တော်တနေ့လုံးထိုင်ပြီးအပြစ်ရှာပြမယ်သူများအပြစ်ကိုရှာတာလောကမှာအရန်လွယ်တယ်အဲ့လွယ်တဲ့အလုပ်လုပ်ပြီးကိုမှနှစ်ဖြေတွင်းမြောက်တယ်အဲ့စောက်ပေါ်ပညာမဲ့တယ်အလိကလူဆိုလည်းကိုအပြစ်ကိုကြည့်ရမယ်အဲ့သူများအပြစ်ကိုမြင်နေဆိုရင်ဟဲ့ဝေးမင်းလုပ်နေတဲ့ဒီဟာတော့လွယ်နေတယ်ကွာဒီလိုလုပ်ရင်ပိုကောင်းတယ်အဲ့ဒါဝေဖန်တာဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာကိုယ်ကပြောလို့တော်လန်ရေးဘက်ကလို့ပြည်သူဘက်ကကိုလုပ်ပြီးတော့သူများအပြစ်တွေလည်းကောင်းထုတ်တယ်ဒါဟာအတွင်းထဲကိုဝင်ပြီးတက်ရှုံပြီးတော့ရန်သူအကြိုက်လုပ်နေတဲ့ဟာမျိုးအဲ့လိုလူပြန်တော့ဘယ်တော့မှလက်မခံပါနဲ့အဲ့လိုမျိုးကျွန်တော်လုပ်တယ်ကျွန်တော်လက်ခံတယ်နော်ကိုပဲကောင်းတယ်ကိုပဲတတ်တယ်ကိုပဲတည်တယ်လုံနေတဲ့လူချင်းချင်းအပြစ်တင်မယ်တွားပြီပေါ့ဒါရန်သူကြိုက်တဲ့ဖြစ်ကုန်ပါဒါကြောင့်မလို့ကျွန်တော်ဒီဒေါ်လာရေးကအချိန်မရှိဘူးနော်ခက်မြန်ပေါ်လာတယ်ကောင်းတယ်တနိုင်ငံလုံးအတိုင်းအတာနဲ့ထိုးစစ်စီကိုတနေ့နဲ့တစ်ချိန်နဲ့တရက်နဲ့တစ်လနဲ့လုပ်နိုင်ကြည့်ဒေါ်လာရေးစလာတဲ့အချိန်မှာလက်ထဲမှာလောက်လေးกว่าတော့မရှိဘူးတေရိုးတွေမရှိရသေးဘူးလက်သုံးချောင်းမထောင်ခဲ့ကြတာအဲ့ဒီအချိန်မှာအခုပုံစံမျိုးတနတ်တွေရိုက်ရအဲ့ဒီတွေကကွက်ပြက်အဲ့တော့ကျွန်တော်တို့တနိုင်ငံလုံးတိုင်းတာနဲ့တစ်ချိန်နဲ့လုပ်ကြည့်အသေးခံမလားခေါ်လိုက်ပါထိုင်းမှာရှိတဲ့အင်အားတွေဘလောက်ဆင်းလာမလဲဆိုတော့ခေါ်လိုက်နော်ဘယ်သူမှဒီနိုင်ငံမှာနေနိုင်နေကြလို့နေနေကြတာမဟုတ်ဘူးဘလောက်ပဲပတ်စံရပြီဖြစ်စေမရပြီဖြစ်စေမျက်နှာအငယ်ခံပြီးနေနေရတယ်ဆိုတော့ကိုယ်နိုင်ငံမှာအခုလိုခွေးမျိုးတွေခွေးကြံကြံလို့နေလို့မရလို့ကျုပ်တို့ကမြန်မာနိုင်ငံမျက်နှာငယ်နဲ့နေရတာဘယ်ကောင်မှမနေကြဘူးအဲ့တော့ကျွန်တော်တို့တွေကဒါအောင်အရန်လွယ်တယ်ဒီပေါ်မှာတချို့တွေတိုင်းသားလက်နက်ကင်တွေကတော်လန်ရေးကိုစီးပွားရေးလို့လုပ်ပြီးတော့စောက်ပေးချနေကြတယ်အဲ့ဒီအတွက်တော်လန်ရေးကကြားတယ်ပြဿနာဒါပဲနော်အဲ့တော့ဘုချုပ်ထွန်းမြတ်နိုင်လို့ဘုချုပ်ခွန်မော်လို့နော်ကြည့်ပါတော်လှန်ရေးဘက်မှာအဲ့လိုခေါင်းဆောင်တွေအများကြီးလိုအပ်တယ်အဲ့ဒီခေါင်းဆောင်တွေအနေနဲ့လည်းကျွန်တော်ပြောချင်တာကဘုချုပ်ထွန်းမြတ်နိုင်ဒီရခိုင်ပြည်သူတွေပဲခေါင်းဆောင်ဖြစ်နေတယ်မထင်ပါနဲ့တော်လှန်ရေးပေါ်ကိုဖြောက်မှန်ရက်တည်တဲ့ဘယ်တိုင်းသားခေါင်းဆောင်ဖြစ်ဒီချိန်မှာတနိုင်ငံလုံးကခေါင်းဆောင်ပဲချိန်နေတယ်နော်ဒါကြောင့်မလို့ဒါလေးကိုအားလုံးသဘောပေါက်ပေးပါတိုင်းသားခေါင်းဆောင်နေနေတဲ့တော်လှန်ရေးပေါ်ကခင်ဗျားတို့စေတနာမှန်နဲ့ပြက်သားရက်တည်ပေးအမုန်းခံပြီးရက်တည်ပေးခင်ဗျားတို့အနောက်မှာပြည်သူအားလုံးရှိတယ်ပြည်သူတွေကခေါင်းဆောင်စားနေကြတာဗျဒေါ်ဆန်းစုကြည်တစ်ခုတည်းကိုပဲအားကိုးပြီးတော့နေရတဲ့ဘဝကနေခေါင်းဆောင်တွေအများကြီးအနောက်ကနေနေကျင်တဲ့ဘဝကိုလူကျင်နေကြတယ်အဲ့ဒီအတွက်ရဲထွက်ပေးပါငါလောက်ဖြစ်ပါမလားငါထွက်ငါ့ကိုပြောကန်ဒီမှာဆိုတဲ့စိတ်ကိုမမွေးပါနဲ့ကျုပ်တို့ပြည်သူတွေလိုနေတာခေါင်းဆောင်တွေပါဒါကြောင့်မလို့ဒီအထွေထွေထိုးစစ်ကြီးကိုကျွန်တော်တို့ပြည်သူတွေကြိုးဆိုတယ်ဒီပွဲခက်မြန်ပြတ်ဖို့အရေးကြီးတယ်ဘာဖြစ်လို့ကြိုးဆိုတာလဲစိုးရင်စိတ်တစ်ခုပဲရှိတယ်တော်လှန်ရေးနဲ့ပတ်သက်လို့အဲ့ဒါပါပြည်သူတွေအားလုံးထဲမှာတနက်ရနေတယ်စကိုင်းတွေတက်ရင်မောင်းရာရှိရှိတယ်အဲ့လူတွေအားလုံးလက်ထဲမှာတနတ်တွေနဲ့နော်တော်လိုင်းမနိုင်ကြမပူတော့ဘူးစိုးရင်ကတခုပဲအဲ့ဒါပါလေ
စီးရီးယားပုံစံမျိုးလက်နက်ကန်အဖွဲ့တွေဘလူပြန်ပြီးတော့ဒီတိုင်းပြည်လက်နက်ကန်အောက်ထဲမှာအကုန်လုံးဘဲကန်းစင်တစ်ကုန်မဲ့အရေးကိုဒါစိုးရင်တော်လိုင်းမနိုင်စရာမကူတော့မင်းအောင်နိုင်တိုက်တယ်လို့ဖုတ်တွေးရထားလာပြီးတော့မင်းအောင်နိုင်ထုတ်ကိုငယ်လေးကိုဖနှောက်နဲ့ပေါက်ပြီးတော့နော်ဘယင်ဖြစ်ပါလေတင်မြောက်တော့မရတော့ဘူးအဲ့ဒီနေသားလေးဖြစ်နေပြီဒါကြောင့်မလို့ဒီတိုင်းကြီးခက်မြန်မြန်အေးချမ်းမှုအတွက်အားလုံးဝိုင်းပြီးတော့တစ်ချိန်ထက်တစ်ညံနဲ့စုပြီးတော့ဝိုင်းလုပ်လိုက်ကြရင်ခက်မြန်မြန်ပွဲပြတ်ရင်ဒီဝီကျွေးရတယ်ကျွန်တော်ခက်မြန်မြန်လွတ်ကြတယ်ဒါကြောင့်မလို့အောင်မြင်စေခြင်းနဲ့စိတ်နဲ့ဝိုင်းပြောနေတာဖြစ်တယ်ဒီနေရာမှာအချင်းချင်းပြောတဲ့အရာတွေကိုရှော့ခိုင်းစေခြင်းတော့ဒါကြောင့်မလို့ပြောတာအဲ့တော့လုံနေကြတဲ့လူတွေအားလုံးကိုလေးစားတယ်တန်ဖိုးနဲ့ထားတယ်ဒီထက်ပိုပြီးကြိုးစားနိုင်အောင်အတူတူဝိုင်းကြိုးစားပေးကြပါလို့အားလုံးနဲ့မြစ်တာခံမြစ်တာရက်ခံပါတယ်နော်အားလုံးနဲ့ပေးပြအောင်ဝေးကွာကြပါစေအောင်မြင်တဲ့နိုင်ငံတစ်ကိုကျွန်တော်တို့အတူတကွတက်လှမ်းနိုင်ကြပါစေ